ဘောလုံးလူတာကိုလွယ်တယ်လို့ထင် 1v1 နဲ့တွေ့တဲ့အခါမှာအခက်မသိရင်ပေါင်ကြားတဲ့ဘာကိုကအထက်ခံရတတ်ပါတယ်ဒီရက်ထဲ defense နဲ့နောက်တန်း position တွေကိုပြောရင်းနဲ့ဘောလုံးလူတဲ့အခါမှာအယူဆလေးတွေကိုလည်းပြောပြပေးချင်ပါတယ်လိုအပ်မယ်ထင်လို့ဒီဗီဒီယိုမျှဝေပေးလိုက်ပါတယ်ပထမတစ်ခုအနေနဲ့တစ်ဖက်ပြိုင်ဘက်နဲ့တွေ့တဲ့အခါမှာ speed ကြဲကြဲဘယ်ညာဆွဲထွက်လို့ရတဲ့အနေအထားတွေမှာကိုကဘယ်လိုမျိုးဘောလုံးကိုချင်းကပ်မလဲဘယ်လိုလူမလဲဆိုတဲ့အချက်ပါအကောင်းဆုံးကတော့ပြိုင်ဘက်ကို speed ကျင်းအောင်ဆိုပြီးတော့တစ်ဖက်ပိတ်ပေးပြီးတော့တစ်ဖက်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပါတစ်ဖက်ပြိုင်ဘက်ကိုဘယ်ညာဖွင့်ပေးထားမယ်ဆိုရင်ပြိုင်ဘက်ကလည်းဘယ်ဘက်ကိုထွက်မလားညာဘက်ကိုထွက်မလားဆွဲထွက်တာသူ့အတွက်ပိုလွယ်ပါတယ်အဲ့လိုအချိန်မျိုးတွေမှာကိုကသူ့ကိုဘောလုံးတားဆီးဖို့ဒါမှမဟုတ်ဖျက်ထုတ်ဖို့ရာပို့ပြီးတော့ခက်ခဲပါတယ်အဲ့လိုအနေအထားမျိုးတွေမှာကိုသွားစေခြင်းတဲ့ဘက်ကိုပဲတချမ်းအောင်ပိတ်ပြီးတော့တချမ်းအောင်ဖွင့်ပေးပြီးတော့ကိုကလိုက်ဖြတ်ထုတ်တာကိုအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့တိုင်မင်ပါတိုင်မင်ဆိုတာတစ်ဖက်ကိုဘယ်အချိန်မှာဘောလုံးဝင်လူရမလဲဘယ်အချိန်မှာခက်ခွာနဲ့အခြေအနေကိုစောင့်ကြည့်တင်နေဆိုတဲ့အနေအထားကိုသိရှိခြင်းဖြစ်ပါတယ်ဘယ်အချိန်မှာဝင်လူရမလဲဆိုတော့တစ်ဖက်ပြိုင်ဘက်က control မရသေးတဲ့အချိန်မှာဝင်လူလို့ရပြီးတော့တစ်ဖက်ပြိုင်ဘက်ကဘောလုံးကိုတေချာထိန်းထားနိုင်ပြီဆိုရင်တော့အကွာအဝေးတစ်ခုကနေပြီးတော့ပဲဘောလုံးကိုဖြည်းဖြည်းချင်းဝင်လူရမှာပါတတိယတစ်ခုအနေနဲ့ကတော့ပြိုင်ဘက်နဲ့အကွာအဝေးကိုချိန်ဆထားတတ်တာဖြစ်ပါတယ်ကိုနဲ့တစ်ဖက်လူကတအားကြီးဝင်းလို့နေရင်လည်းဘောလုံးကိုအလွယ်တကူလှမ်းပြီးတော့ဝင်လူလို့မရသလိုဝေါကနေဝင်သွားမယ်ဆိုရင်လည်းတစ်ဖက်ကလည်းအလွယ်တကူဆွဲထွက်သွားမှာပါနောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနေဟန်ထားနဲ့အရွှေ့တွေဖြစ်ပါတယ်တစ်ဖက်ပြိုင်ဘက်ကဘောလုံးဆွဲလာတဲ့အခါမှာအားနဲ့ဝင်လူတာမျိုးလည်းမဟုတ်ဘဲနဲ့အခုလိုမျိုးပဲပြိုင်ဘက်နဲ့ညနေချင်းဆိုင်ခန္ဓာကိုယ်လိုက်ရွှေ့ပြီးတော့ပြိုင်ဘက်ရဲ့ဘောလုံးလမ်းကြောင်းတားရမှာပါဒါကြောင့်မို့လို့ခန္ဓာကိုယ်အရွှေ့တွေကလည်းအရေးကြီးပါတယ်ကွင်းထဲမှာဘောလုံးကစားပြီဆိုရင်ကိုယ့်အသင်းမှာဘောလုံးမရှိဘူးဆိုရင်ကိုယ့်ဘက်အသင်းလုံးကလည်း defense ကစားနေတာဖြစ်ပါတယ်ဒါကြောင့်ဘောလုံးလူတဲ့အခါမှာအားရှိတိုင်းဘောလုံးဝင်လူတာမျိုးမဟုတ်ဘဲနဲ့ဘောလုံးလူတဲ့နည်းစနစ်လေးတွေအယူဆလေးတွေကိုလည်းသိထားမယ်ဆိုရင်ပိုပြီးကောင်းပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာဘောလုံးလူတဲ့အခါမှာအယူဆလေးတွေတိုင်မင်ပြီးတော့တစ်ဖက်ပြိုင်ဘက်နဲ့အကွာအဝေးဒါလေးတွေကိုပြောပြပေးတာဖြစ်ပါတယ်ဒီလိုမျိုးတွေကိုသိထားခြင်းအပြင်ဘောလုံးလူတဲ့အခါမှာအရင်အထက်ပိုပြီးလွယ်ကူသွားမှာပါဘောလုံးနဲ့ပတ်သက်ပြီးတော့နောက်ထပ်သိချင်တာရှိတယ်ဆိုရင်လည်း comment ထဲမှာဝင်မေးခဲ့လို့ရပါတယ်